ပိုင်းကအရေးမဲများမှာလွတ်မြောက်ခြင်း Golden Sun Company မှာထွက်ခွာခဲ့ပြီးနောက်မင်းခန့်သည်စီတုကိုရှာဖွေရတွင်အန်တရရှိနေကြောင်းပိုယူခံစားမိသည်ထိုကုမ္ပဏီသည်ရိုးရိုးကုမ္ပဏီတစ်ခုမဟုတ်ကြောင်းနဲ့ထွန်းထွန်းနဲ့စီတုတို့အကြားတစ်စုံတစ်ခုသောပတ်သက်မှုရှိနေကြောင်းမင်းခန့်သည်တန်တရားဖြစ်မိသည်မင်းခန့်သည် Golden Sun Company သို့ပြန်သွားခဲ့သည်ကုမ္ပဏီသည်ထာမန်ထက်ပိုယူတိတ်ဆိတ်နေသည်မင်းခန့်သည်ကုမ္ပဏီဝန်ထမ်းတဦးကိုထွန်းထွန်းကိုရှာဖွေရတွင်ကူညီပေးနိုင်မယ်သူကိုမေးမြန်းခဲ့သည်ကုမ္ပဏီဝန်ထမ်းတဦးကထွန်းထွန်းသည်ယနေ့အလွတ်မလာကြောင်းနဲ့ဘယ်ကိုသွားသည်ကိုမသိကြောင်းပြောပြသည်မင်းခန့်သည်စိတ်ပြက်အားငယ်စွာဖြင့်ကုမ္ပဏီမှထွက်ခွာခဲ့သည်ညင်နက်တထက်နက်လာသည်မင်းခန့်သည်စီထုကိုရှာဖွေရတွင်အန်ဒီရဲ့ရှိနေကြောင်းခံစားမိသည်ထိုအရေးမဲများကစီထုကိုဖန်ဆီးထားခြင်းထင်နိုင်သည်မင်းခန့်သည်စီတုကိုကဲတင်ရန်ဖလုပ်တင်သည်အပိုင်း6မှာဘာဆက်ဖြစ်မလဲဆိုတာသိချင်ပါသလားမင်းခန့်ကစီတုကိုရှာတွေ့မှာလားထွန်းထွန်းကဘသူဖြစ်မလဲ Golden Sun Company ကဘာတွေလုပ်နေတယ်လဲ